ဂျပန်နဲ့အင်္ဂလန်ပွဲစဉ်အပြီးမှာဂျပန်ပရိသတ်တွေဟာကွင်းထဲကပရိသတ်တွေထားခဲ့တဲ့အမိုက်တွေကိုအိတ်ကိုစီးနဲ့လိုက်လံတိုင်းစီပေးနေကြတာပါဒါဟာသူတို့အသက်ကပထမဆုံးအချိန်မဟုတ်ပါဘူးဘောလုံးပွဲတစ်ခုပြီးသွားတဲ့အခါအနိုင်အရှုံးထက်ပိုပြီးလေးစားစရာကောင်းတဲ့အရာတစ်ခုကိုဝမ်ဘလီကွင်းကြီးထဲမှာတွေ့ခဲ့ရတာပါကမ္ဘာဖလားပွဲတွေမှာလည်းဂျပန်ပရိသတ်တွေဟာဒီလိုပဲသူတို့ရဲ့နေရာတွေမကပဲတကွင်းလုံးကအမိုက်တွေကိုမှလိုက်သိမ်းလေးရှိပါတယ်ကိုစားတဲ့နေရာကိုနေတဲ့နေရာကိုကိုယ်တိုင်တန့်ရှင်းအောင်ထားခဲ့ရမယ်ဆိုတဲ့သူတို့ရဲ့စီကင်းရှိရဲ့အလေးအကျင့်ကတကယ်ကိုအတူယူစရာပါပွဲမှာရှုံးကျင်ရှုံးမယ်ဒါပေမဲ့စိတ်သက်နဲ့ယဉ်ကျေးမှုပိုင်းမှာတော့သူတို့ဟာတကဘာလုံးကိုအနိုင်ယူသွားခဲ့ပြန်ပါပြီဘလောက်ပဲပြင်ပန်းနေပါစီကိုနဲ့မဆိုင်တဲ့အမိုက်တွေကိုပါလိုက်ကောက်ပေးတာဟာတကယ်ကိုမွန်မြတ်တဲ့စိတ်ထားပါဒီဗီဒီယိုလေးကိုကြည့်ပြီးကျွန်တော်တို့လည်းကိုသွားလေရာမှာအမိုက်တွေကိုစနစ်တကျစွန့်ပစ်တတ်တဲ့အလေးအကျင့်ကောင်းလေးတွေမွေးမြူကြရအောင်လားအစင်အတန်းဆိုတာအပြောနဲ့မဟုတ်ပဲလုပ်ရက်နဲ့တက်တည်ပြရတာမျိုးပါ